ကျမ်းမာရေးဆိုးရိုးတွေကိုလည်းအလိုလိုနေရင်းနဲ့ဟိုနေပေါ့နော်ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်ခင်ဗျဥတ္တမကိုငွေအားနေတဲ့အခါမှာအာကာသနဲ့လေအပါဝင်ဓာတ်၄ပါးရဲ့လှုပ်ဆောင်ချက်တွေဥတ္တမကိုငွေအားနေတဲ့အခါမှာအာကာသနဲ့လေအပါဝင်ဒေါသ၃ပါးရဲ့လှုပ်ဆောင်ချက်တွေအဲ့ဓာတွေကအချိတ်ဆက်ညီညီအားနဲ့ပျက်စီးပြီးတော့ယောဂါတွေတစ်ခုမဟုတ်တစ်ခုဖြစ်လာရခြင်းရဲ့မူလအစကဘာလဲဆိုတော့ကျွန်တော်တို့သွေးနဲ့လေမမျှတလို့ဖြစ်လာကြရတာပါအဲ့ဒါကြောင့်မို့လို့လူတစ်ယောက်ချင်းစီရဲ့ရှိတင်ရှိတိုက်တဲ့သွေးနဲ့လေရဲ့လှည့်ပတ်မှုအနေထားရရှိတင်ရှိတိုက်တဲ့အနေထားမှာဒါရှိခဲ့မယ်ဆိုရင်ဆင့်ကဲဖြစ်လာမယ်ကျန်းမာရေးကောင်းကျိုးတွေကိုမလွဲမသွေရရှိပြီးတော့အပေါ်မှာကျွန်တော်ပြောခဲ့တဲ့သွေးလေမမျှတခြင်းကြောင့်ဖြစ်လာမယ်ကျမ်းမာရေးဆိုးရိုးတွေကိုလည်းအလိုလိုနေရင်းနဲ့ဟိုနေပေါ့နော်ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်ခင်ဗျအပေါ်မှာကျွန်တော်ပြောခဲ့တဲ့အကြောင်းအရာတွေအဖြစ်အပျက်တွေသွေးနဲ့လေမမျှတခြင်းကြောင့်ယောဂဖြစ်လာတဲ့စီတိဆင်ငယ်ဖြစ်စဉ်တွေအဲ့ဒါတွေအကုန်လုံးကိုခြုံငုံမိလောက်တဲ့ခြုံငုံမိမယ်လို့ထင်ရလောက်တဲ့ပေါ့နော်ကြပြားလေးတစ်ပုဒ်ကိုကျွန်တော်ရေးထားတာရှိပါတယ်အဲ့ဒီကြပြားကိုဒီကျွန်တော်တို့ကျမ်းမာရေးဒါကျွန်တော်ကြပြမို့လို့ပြောတာမဟုတ်ဘူးเนาะကျမ်းမာရေးလေ့လာလိုက်စားတဲ့လူတွေဒါမှမဟုတ်ခန္ဓာကိုယ်ထုံကျင်ညောင်းညာကြိုက်ခဲလို့เนาะအနည်းနှိပ်ခံကျင်တဲ့လူတွေဒါမှမဟုတ်ဒီအနည်းနှိပ်လောကမှာအတမွေးအကြောင်းပြုနေတဲ့လူတွေအကုန်လုံးပေါ့เนาะတိထားတဲ့နယ်ကြက်ထားတဲ့နယ်လို့တော့ထင်ပါတယ်ဒါကိုရေးတဲ့ကြပြမို့လို့အမွှန်းတင်ပြီးပြောတာလို့မဟုတ်ပါဘူးဒါကျွန်တော်ကမျှဝေနေတာပါအဲ့ကြပြလေးကဘာလဲဆိုတော့ကျွန်တော်ရေးထားတာကျွန်တော်ဖတ်ပြအသက်ရှည်စွာကျန်းမာစေဖို့